Guys အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့သင်တို့ရဲ့တစ်ဖက်လူကဘာတွေပြောချင်နေတာလဲဆိုတာလေးကို channel message လေးလုပ်ပေးပါမယ် collected reading ပဲလုပ်ပေးမယ်เนาะ file ခွဲထားဘူး file မခွဲထားတဲ့အတွက်ကြောင့်1 2 3เนาะရွှေ့စရာမလိုဘူးအဲ့တော့စလိုက်ကြမယ်တစ်ဖက်လူကဘာတွေပြောချင်နေလဲသင်တို့ရဲ့တစ်ဖက်လူကဘာတွေပြောချင်နေလဲခုဒါတော့ကျမရဲ့လက်ရင်းမှုလေးနဲ့ပြောထားရပေါ့နော်တစ်ဖက်လူကပြောချင်တဲ့စကားလက်ရင်းမှုလေးနဲ့ဟာလေးတွေကိုရွှေ့လိုက်ပါမယ်ဒီနေ့တော့များများလေးပြောပေးမယ်နော်အားကြောင့်မို့လို့တက်ကချင်းစီမဟုတ်ဘဲနဲ့အုပ်လိုက်ရပြီအုပ်လိုက်ပဲဆွဲယူထားတယ်နော်အဲ့တော့စလိုက်ကြမယ်ငါလေတကယ်ကိုတဲ့နေ့ကိုပေါ့နော်လက်လွတ်ဆုံးရှုံရပြီရဲ့ခုချိန်မှာတဲ့ငါအရင်တုန်းကပေါ်စားမိကြတဲ့အတွက်ကိုငါပြန်ပြီးတော့မှပေးဆက်နေရပြီရဲ့နော်တော့ခုချိန်မှာတဲ့ငါခုချိန်မှာ space လိုအပ်နေရပေါ့နော်တယောက်တည်းနေချင်နေတယ်အေးစစ်စစ်နေချင်နေရလူတွေနဲ့မရောနှောချင်ဘူးဒါမှမဟုတ်လို့ရှင် relationship နဲ့ပေါ့နော်တိတိတရာတွေမပြောချင်ဘူးတယောက်တည်းအေးစိမ့်နေချင်နေတယ်သူ့ရဲ့အကြောင်းလေးကိုလည်းဘာမှမပြောပြချင်ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့တယောက်နဲ့တယောက်ခွဲနေကြကအခုချိန်မှာသူ့လိုအပ်ဆုံးရှာပေါ့နော်လိုအပ်ခွဲနေတာကိုသူလိုအပ်တယ်တဲ့နော်တံပြည့်ချိန်ကြတော့ငါကားတဲ့ငါရဲ့ခံစားချက်တွေနဲ့ပေါ့နော်ခံစားချက်တွေနဲ့စိတ်ခံစားမှုတွေကိုထုတ်ပြဖို့ရအခက်ခဲဖြစ်နေတယ်တဲ့နော်ဒါပေမဲ့မင်းတင်တာထားတဲ့ငါကမင်းကိုပို့ပြီးတော့မှချစ်ပါတယ်တဲ့နော်ငါမင်းရဲ့အနှစ်သက်ဆုံးအရာလေးပါတဲ့နော်ငါတို့နှစ်ယောက်ပျော်ရွှင်နိုင်မယ်လို့ငါထင်ပါတယ်ငါတို့နှစ်ယောက်လှပနိုင်မယ်လို့ငါထင်ပါတယ်တဲ့မင်းကသူနဲ့မှမတူဘူးတဲ့နော်မင်းကအရန်ကိုငါအတွက်ထူကြတယ်မင်းကငါအတွက်ကိုအထူးတလဲပေါ့နော်ပြုလုပ်ထားတဲ့အရာလေးမင်းကငါရဲ့ချွင်းချက်ကလေးတစ်ခုပါပဲတဲ့နော်နောက်တစ်ခုကကြတော့ခုချိန်မှာငါရဲ့နှလုံးသားကပိတ်ဆို့နေတယ်ငါစာရီလဲပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီထဲမှာစာတော့မပါဘူးဒါပေမဲ့အဲ့လိုမျိုးလေးနဲ့ခံစားရတယ်စာရီရောလက်မခံချင်သေးဘူးပေါ့နော်စာရီလဲလာမပုံနဲ့ပေါ့နော်အဲ့လိုမျိုးသဘောမျိုးငါဘာမှကိုမင်းရဲ့အချစ်တွေကိုလည်းလက်မခံချင်ဘူးပေါ့နော်အဲ့လိုမျိုးပြောထားပါတယ်မင်းကတကယ်ပဲပေါ့နော်စိတ်ရောလူရောလှတဲ့လူတစ်ယောက်ပါတဲ့အဲ့တော့လေးပြောမယ်ဆိုလို့ရှင်တင်တို့ရဲ့တစ်ဖက်လူကအခုချိန်မှာတယောက်တည်းပဲအေးစစ်စစ်နေချင်နေပြီးတော့မှဘာမှကိုတိတ်ပြီးတော့မှစကားလည်းမပြောချင်ဘူးတရားလည်းမဟောချင်ဘူးအဲ့လိုမျိုးပုံစံမျိုးပေါ့နော်တယောက်တည်းနေချင်တဲ့သဘောရှိတယ်အေးစစ်စစ်နေချင်တဲ့သဘောရှိတယ်တယောက်နဲ့တယောက်အကွာဝေးတစ်ခုမှနေရတာကိုအဆင်ပြေနေတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်စိတ်ရှုပ်နေတယ်ပေါ့နော်စိတ်ရှုပ်နေတဲ့အတွက်ကြောင့်ခက်ခဲနေချင်တဲ့အဲ့လိုမျိုးပုံစံမျိုးဖြစ်တယ်ပြီးတော့ချိန်ကြတော့သူတကယ်လည်းချစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးပြပြထားတယ်သူကလေမင်းရဲ့အနာမှာပေါ့နော်မင်းရဲ့ငါကားတဲ့မင်းရဲ့အနာမှာနေရလို့ရှိရင်လည်းအဆင်ပြေတယ်လို့မခံစားရဘူးတဲ့နော်အနာမှာမရှိရင်လည်းအဆင်ပြေတယ်လို့မခံစားရအောင်နားမှာရှိလို့ရှိရင်လည်းမတည့်တာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးဘာတွေပဲဖြစ်လာတဲ့ငါနှလုံးသားကမင်းအတွက်ပါပဲတဲ့မင်းရောငါ့ကိုဘယ်လိုမြင်လဲတဲ့ငါမင်းကိုခွင့်လွှတ်ပါတယ်တဲ့သူကတော့ခွင့်လွှတ်တယ်ပဲပြောရပါနော်ဘာကြောင့်လဲတော့မသိသူကတော့ခွင့်လွှတ်တယ်တဲ့ဘာတွေခွင့်လွှတ်နေလဲတော့မသိနောက်တစ်ခါကျတော့I forgive you နဲ့ဒီနှစ်ခုပေါင်းစပ်လိုက်လို့ရှိရင်လေ
သူနဲ့အထင်မြင်လွဲတာမျိုးလေးဖြစ်နိုင်တယ်ပေါ့နော်တစုံတယောက်နဲ့မျိုးကိုမင်းညာတွေ့လိုက်တယ်တဲ့ကဲလို့မင်းဖောက်ပြန်နေတယ်ဆိုလို့ရှိရင်လည်းငါခွင့်လွတ်ပါတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလားမသိဘူးပေါ့နော်ဒါလေးကနည်းနည်းတော့ဆန်းတယ်ငါတနေ့နဲ့တနေ့အလုပ်တွေကိုပို့ပြီးတော့မှစူးစမ်းနေတယ်တဲ့အဲ့ဒါဆိုလို့ရှိရင်မင်းနဲ့ငါနဲ့ပို့ပြီးတော့မှပေါ့နော်အဆင်ပြေနိုင်မလားပေါ့နော်မင်းငါကိုစောင့်အောင်မလားပေါ့နော်ငါပြန်လာမယ်ဆိုလို့ရှိရင်ရောမင်းစောင့်မလားပေါ့နော်ငါ့ကိုစောင့်ပါအောင်ပေါ့ကျေးဇူးပြု၍ပေါ့အဲ့လိုမျိုးလေးပြောထားတယ်သူရဲ့အတ္တတွေပေါ့နော်သူရဲ့အတ္တတွေကငါ့ကိုပေါ့နော်မင်းကိုပေါ့နော်တွေ့ကပ်နေဖို့ရအောင်ခွင့်မပြုနိုင်ဘူးပေါ့နော်သူရဲ့အတ္တတွေကမင်းစီမှာတွေ့ကပ်နေတာမျိုးခွင့်မပြုဘူးတဲ့ငါမင်းကိုလိုချင်တယ်တဲ့နော်ခုချိန်မှာငါငွေကြီးခက်ခဲနေတယ်တဲ့ငါဘွားတည်းကနေပြီးတော့မှမင်းကိုဆွန့်ပစ်လိုက်တာကမင်းနဲ့ငါနဲ့မတူညီနေတဲ့အတွက်ကြောင့်မလို့ပါတဲ့ဒီမှာနော်အဲ့မျိုးလေးတွေ့ဒီမှာကြည့်မချစ်တော့တာမျိုးမှဝေးတာမဟုတ်ပါဘူးတဲ့ချစ်လွန်သွားရင်လည်းလွယ်တတ်ပါတယ်တဲ့အဲ့လေအဲ့တော့ तू ကမချစ်တာတော့မဟုတ်ဘူးချစ်တယ်ပေါ့နော်အဲ့လိုမျိုးချစ်လွန်နေပါတော့ချစ်လွန်သွားရင်လည်းဝေးတတ်ပါတယ်ချစ်လွန်သွားရင်လည်းလွဲတတ်ပါတယ်ဆိုတော့လေနော်နောက်တစ်ခုကကြတော့အခုကဒါငါလိုချင်တဲ့ပုံစံမဟုတ်ဘူးငါဖြစ်စေချင်တဲ့ပုံစံမဟုတ်ဘူးငါဖြစ်ချင်တဲ့အဆုံးသတ်မဟုတ်ဘူးပေါ့နော်အဲ့တော့ငါတဲ့အရင်ချိန်တွေကိုပြန်သွားလို့ရလို့ရှိရင်ကောင်းမယ်ပေါ့နော်အဲ့လိုမျိုးပြောထားတယ်ငါကအတ္တကြီးတယ်ဆိုတာငါသိပါတယ်တဲ့ငါမင်းကိုလက်မလွတ်နိုင်ဘူးတဲ့သူတို့တွေကငါ့ကိုနာကျင်စေခဲ့တယ်တဲ့နော်မင်းเจ้าကိုတွေးနေရလို့ရှိရင်ငါတခြားဘာမှမတွေးချင်တော့ဘူးတဲ့ငါမင်းရဲ့ယုံကြည်မှုကိုပြန်ပြီးတော့မှရချင်တယ်တဲ့နော်အဲ့လိုမျိုးဒါကတော့သူရှိရပြောချင်နေတဲ့စကားလုံးလေးတွေပဲဖြစ်ပါတယ်အဲ့တော့သူဘာတွေဖြစ်နေလဲပေါ့နော်သူဘာတွေဖြစ်နေလဲဘာတွေခံစားနေရလဲဆိုတာကိုကတ်လေးနဲ့နည်းနည်းကြည့်လိုက်သူဘာတွေဖြစ်နေလဲပေါ့သူဘာတွေခံစားနေရလဲဆိုတာလေးကိုပြပြပေးပါသူဘာတွေဖြစ်နေလဲသူဘာတွေခံစားနေရလဲဆိုတာလေးကိုပြပြပေးပါသူဘာတွေဖြစ်နေလဲသူဘာတွေခံစားနေရလဲဆိုတာလေးပြပြပေးပါသူဘာတွေဖြစ်နေလဲသူကငွေကြေးအဆင်မပြေဘူးလို့လည်းပြောထားတယ်နော်သူငွေကြေးအဆင်မပြေဘူးဆိုတဲ့အတွက်ကြောင့်မလို့သူတယောက်တည်းချိုးကြံချွေတာပြီးသုံးနေရတယ်အဲ့ဒီအတွက်ကြောင့်မလို့ကိုယ်နဲ့ပတ်သက်ပြီးတော့မှဘာမှမလုပ်ပေးနိုင်ဘူးပေါ့နော်မအမ်းနိုင်ဘူးပေါ့နော်အဲ့လိုမျိုးလည်းပြောလို့ရတယ်တော့မင်းကိုတတိယနေတယ်တတိယနေပြီးရချိန်ကတော့ပြန်ပြီးတော့မှအဆင်ပြေခြင်းနဲ့ပေါ့နော်ကိုယ့်စီကိုပြန်ပြီးတော့မှလိုက်လာခြင်းနဲ့ပေါ့နော်အဲ့တော့နောက်ပိုင်းကျရင်တော့သူငွေကြေးပြန်ပြီးတော့အဆင်ပြေလာဖို့ရှိတယ်နောက်ပြီးကြလို့ရှိရင်တော့ပြန်ပြီးတော့မှပေါ့နော်ဒီနှစ်ယောက်ရဲ့ relationship ကပြန်ပြီးတော့အသက်ဝင်လာဖို့ရှိတယ်ပေါ့နော်ပြန်အဆင်ပြေနိုင်ဖို့ရှိတယ်လူတိုင်းအတွက်တော့မဟုတ်ဘူးပေါ့တချို့တွေကကြာလည်းရေစက်ကုံသွားတဲ့လူတွေလည်းရှိတာပေါ့တယောက်တည်းပဲနေ
နေပြီးတော့အဆင်ပြေသွားမဲ့လူတွေလည်းရှိတယ်ပြန်အဆင်ပြေသွားမဲ့လူတွေလည်းရှိရပေါ့နော်ပြန်အဆင်ပြေမဲ့လူတွေကတော့နည်းတယ်20%လောက်ပဲရှိမှာဒါပါပဲနော်အဲ့တော့20%သောသူလေးတွေကတော့အဆင်ပြေပြီးကျန်တဲ့လူတွေကတော့တယောက်တည်းပဲအေးဆေးဆေးဘဝအောင်ဖြတ်တန်းပြစ်လိုက်မယ်ပေါ့နော်ဒါလေးကတော့မြင်တာလေးတွေပြောပြထားတာပါအားလုံးပဲတစ်ဖက်လူကပြောချင်တဲ့စကားလေးတွေသိခွင့်ရမယ်လို့ကျေနပ်မယ်လို့ထင်ပါတယ်နော်အားလုံးပဲဘိုင်